Okay အားလုံးပဲမိလာပါကျွန်တော်နာမည်မြတ်ကောင်းကျော်ပါတနင်္ဂနွေ page ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်ကအခု Junifer နဲ့ပတ်သက်ပြီးတော့ coffee ဒီ knowledge sharing ပေါ့နော် JNCI level Junifer နဲ့ပတ်သက်ပြီး knowledge sharing လုပ်နေတဲ့ဥစ္စာတွေမှာကျွန်တော်အပိုင်း9ပိုင်းပြီးသွားပြီအဓိကကတော့ဒီ Junifer နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုကြည့်ပြီးသွားပြီဆိုရင်တေချာဘက်က JNCI ဒီ level ကိုဖြေလို့ရမယ်ပေါ့နော်ဆိုတော့အခုဒီနေ့ဆက်ပြီးတော့ knowledge sharing လုပ်ပေးမယ်အဲ့တော့ပထမဆုံး knowledge sharing မလုပ်ခင်မှာကျွန်တော်ပြောနေကြ disclaimer လိုမျိုးပဲပေါ့နော်ကျွန်တော်ဒီ Junifer ကိုကြည့်မယ်ဆိုရင်အဓိကတော့ပထမဆုံးအနေနဲ့ firewall တစ်ခုခုတည်တင်တယ်ဥပမာ Palo ပဲဖြစ်ဖြစ် 40K ပဲဖြစ်ဖြစ်အဲ့ဒီတစ်ခုခုရဲ့ knowledge ကိုရှိထားရင်ပို့ပြီးတော့အဆင်ပြေမယ်နောက်တစ်ခုက firewall မှာဆို zone တွေရဲ့ knowledge ကိုရှိထားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်နောက်တစ်ခုက routing switch ဘက်မှာဆိုရင် CCNP level လောက်ပြီးထားမယ်ဒါမှမဟုတ် CCNP level 4လောက်တော့ပြီးထားမယ်ဆိုရင်တော့ကြည့်ရတာအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီနေ့ Junifer နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်မယ်ပေါ့နော်ဆက်မယ်ဆိုတော့ကျွန်တော်ကဒီနေ့ကတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဒါတွေပြောပြီးသွားပြီเนาะကျွန်တော်တို့ robot တွေဘာတွေပြောပြီးသွားပြီ configuration command တွေပြောရတော့ဒီနေ့ဒီ hierarchy ရဲ့ navigate navigation command ရဲ့နဲ့နောက်တစ်ခါ unit command ရဲ့အဲ့ဒီခေါင်းစဉ်၃ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးတော့မယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့လာအောင်မယ်ဆိုတော့စက်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုချင်တယ်နောက်တစ်ခုကဒီဗီဒီယိုမှာကျွန်တော်ပထမဆုံး shout out လုပ်ချင်တာကို hate အောင်ပေါ့နော်ကို hate အောင်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီကျွန်တော် knowledge sharing video တွေလုပ်တဲ့အခါမှာအတန်ကိုအဆင်ပြေအောင်လို့ဆိုပြီးတော့ဟိုဒီ mic လေးပေါ့နော်ဒီ microphone လေးကျွန်တော်လက်ဆောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကို hate အောင်နော်ဆိုတော့အခုကျွန်တော်တို့စမယ်ပေါ့နော်ကျွန်တော်တို့စလိုက်ကြမယ်အဲ့တော့ဒါကိုယ့်ရဲ့နာမည်ကျွန်တော် shout out လုပ်တယ်ပေါ့နော်ဒါတကယ်ကျွန်တော် appreciate ဖြစ်ပါတယ်နော် okay အဲ့တော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့က189 132 Junifer နဲ့ပတ်သက်ပြီးတော့ဆက်မယ်ပေါ့နော်အဲ့တော့192.168.189.132ပေါ့နော် okay ခဏလေး132 sorry ဆိုတော့ root eve ဘာလို့ဝင်လို့189 132နော်okay ခဏလေးကျွန်တော်ဒီကောင်နဲ့တစ်ချက်ပြန်ဝင်ကြည့်လိုက်မယ်အဲ့တော့192.168.189.132ဟောသူကညံ့နေတယ်နော်ကျွန်တော်ကြည့်ရသူညံ့နေ192โอเคဒီမှာကျွန်တော်ကအဲ့ဒါဆိုကျွန်တော်ဒီထဲမှာမဟုတ်ဘူးအစ်စ်ထဲမှာမဟုတ်အဟောင်းထဲမှာပေါ့နော်โอเคဆိုကျွန်တော်အဟောင်း EV တွေဖွင့်လိုက်မယ်ဆိုတော့ဒီကောင်ကိုဖွင့်နေတဲ့အချိန်မှာကျွန်တော်တခု share လုပ်ချင်တယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော် option ပေါ့နော်ကျွန်တော်ရှင်းမှာပြောခဲ့တယ်လို့ပဲ routing switching မှာဆိုရင်အဓိက standard LAN နေဒီ Cisco ပဲပေါ့နော် standard LAN နေဒီ Cisco ဖြစ်တယ်firewall မှာဆိုတော့ Palo ပေါ့နော်ဒါကျွန်တော်တို့ landing လုပ်လို့ဒီကောင်းကို landing လုပ်ပြီးဆိုကြံတဲ့ဟာတွေကိုတည်တည်ချာချာလေးနားလဲသွားမယ်အဆင့်ထိကိုရောက်သွားမယ် vendor တွေပေါ့နော် standard vendor တွေပေါ့ landing လုပ်တဲ့အခါမှာအဲ့တော့ command point of view ဘက်ကနေကြည့်ပဲပေါ့နော်ဒီနေ့ကျွန်တော် share လုပ်ပေးမှာလဲ configuration hierarchy ပေါ့နော် hierarchy ပါတယ်hierarchy ပါတော့ကြတော့ command ရဲ့တိဆောက်ပုံပေါ့နော် command တိဆောက်ပုံတွေအကုန်လုံးဒီ Linux base ကိုပဲ Linux kernel ကိုပဲအခြေခံထားတာ Cisco တို့microtik တို့နောက်တစ်ခုကကြတော့ဒီ command အတော်များများဒီ Linux kernel ပေါ့နော် Unix kernel ကိုပဲသူဒီအခြေခံထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီထဲမှာမှာပေါ့နော် microtik ဆိုရင်ကျွန်တော်တို့ဒီများတော့အဖြစ် UI နဲ့တွားတာများတယ်UI နဲ့သွားတာများတယ်189 128နော်အဲ့တော့များတော့အဖြစ် UI နဲ့သွားတာများတယ်ဒါပေမဲ့ကျွန်တော်တို့တွေဒီ UI နဲ့သွားတာများတယ်ဒါပေမဲ့ Cisco တို့ Junifer တို့ကြတော့ဘာနဲ့သွားလဲဆိုတော့ command နဲ့သွားတာကျွန်တော်တို့များတယ် Okay command နဲ့သွားတာများတဲ့အထဲမှာ
ထပ်ပြီးတော့ကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ command ထဲမှာ Unify ရဲ့ command ကိုပို့ပြီးတော့သဘောကျတယ်။ဘာလို့သဘောကျလဲဆိုတော့ volume တွေကိုကျွန်တော်တို့ဒီတက်ကြီးခုံလို့ရလို့ပေါ့နော် volume တွေကိုကျွန်တော်တို့တက်ကြီးခုံပြီးတော့ရွေးလို့ရတယ်။အဲ့ဒါဒီတိတ်နည်းနည်းဘယ်လိုပြောမလဲအရန်ကြီးဟိုလာအရေးမကြီးဘူးဆိုပေမဲ့လည်းconfiguration တည်ထားတဲ့အခါမှာတော့အမှားပိုနေပါတယ်ဥပမာဗျာထားပါတော့ကျွန်တော်တို့ကCisco မှာဆိုရင် volume name တစ်ခုကို configuration ထဲမှာပြန်ပြီးတော့ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအဲ့ဒီ volume name ကို create လုပ်ခဲ့တဲ့ဟာကိုတော့ copy ကူးပြီးတော့ paste လုပ်တာကပို့ပြီးတော့အမှားကင်းနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ဘာကိုအလို့ရရတယ် volume ကိုပြန်ထည့်တာတွေဒီအမှားကင်းနိုင်တယ်မဟုတ်ရတော့အကြီးအသေးတွေမတူတာတို့ space ချတာမချတာတွေတို့ s ပါတာတွေမပါတာတွေတို့စသည်ဖြင့်အစားလုံးအပေါင်းမှားတာတွေပါတယ်ဖြစ်တတ်တယ်ဆိုတော့အဲ့ဒါကြီးအဆင်မပြေဘူးတခါတလေကျရင် space ပါသွားတာတွေမပါသွားတာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီတစ်ချက်ကတော့ကျွန်တော်ဒီ Cisco ရဲ့ command hierarchy ကိုကျွန်တော်သဘောမကျဘူးပေါ့နော်နောက်ပိုင်းအဲ့ဒီ volume လေးတွေကိုပါတက်ကြီးခုံရင်းနဲ့တခါတည်း perfect finish command အနေနဲ့ဖြည့်ပေးတော့ကောင်းတာပေါ့เนาะကျွန်တော်တို့အခု Cisco မှာဆိုတက်ကီးခုံလိုက်ဒါ command line တစ်ကြောင်းလုံးကိုပြီးအောင်လုပ်ပေးရလी question mark ဆိုကျွန်တော်တို့က head command နဲ့တူတယ်ဆိုတော့ဒီမှာကျတော့ကျွန်တော်တို့က Juniper မှာကတော့ share video တွေမှာလည်းကျွန်တော်ပြောခဲ့တယ်command တစ်ခုတက်ကီးခုံတဲ့ကအဲ့ဒီ command ကိုပြီးပြည့်စုံသွားစေတယ်လို့ space bar ခုံလည်းပြီးပြည့်စုံတယ်ဒါပေမဲ့ volume တွေကြတော့ကျွန်တော်တို့က space ခုံလို့မရဘူးတက်ကီးခုံမှရမှာတခုကောင်းလာကိုက volume တခု create လုပ်ထားလို့အဲ့ volume တခု command မှာပြန်ပြီးတော့ထည့်မယ်ဆိုရင် Cisco လိုမျိုးအဲ့ volume name ကိုတွားပြီးတော့အမှတ်ရနေကြတယ်မလို့စာလုံးပါမှားမှလည်းစိတ်ပူစရာမလိုဘူးတက်ကီးခုံလိုက်တာနဲ့အဲ့ volume auto to finish လုပ်ပေးတယ်အဲ့ကြကျွန်တော်ရှေ့မှာပြောခဲ့တယ်ကျွန်တော်ဒီ Juniper video တွေကို CCI level MB level တို့မှ firewall level တခုခုပြီးမှ landing လုပ်တာဒီအကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ရှေ့မှာပြောခဲ့တယ်เนาะဆိုတော့အဲ့ဒါလေးတွေပေါ့ဆိုတော့ဒီနေ့ command hierarchy ကိုကျွန်တော်တို့တွားမယ်ဆိုတော့အခု configuration hierarchy ကိုတွားမယ်နောက်တစ်ခုကဒီ navigation command ကိုတွားမယ်လောလောဆယ်ဒီ configuration hierarchy မှာကျွန်တော် test 5ခုရှိတယ်အဲ့ test 5ခုကိုလုပ်မယ်ထုံးစံတိုင်းပဲကျွန်တော်ဗီဒီယိုတွေဒီမိနစ်30ပေါ့နော်ဒီနေ့ကတော့မိနစ်30ပြည့်ပါမလားမိနစ်30တက်ကြော်ရတဲ့ကြော်ပါမှာပေါ့နော်ဆိုတော့နောက်ဒါဒီဒါပြီးသွားဒီတစ်ပိုင်းပြီးသွားပြီပေါ့နော်နောက်ထပ်လာမယ့်အပိုင်းတွေရှိသေးတယ်ဆိုတော့အဲ့ဒီအပိုင်းတွေကြိုက်တယ်လောက်အောင်မဲ့ဟာတွေအများကြီးပဲပေါ့နော်ဆိုတော့ okay ထားလိုက်ပါတော့ whatever ဆိုတော့ test 5ခုမှာပထမ test တစ်ခုကဘာပြောလဲဆိုတော့ go to configuration နဲ့ product operation mode ကနေ configuration ကိုတွားမယ်ပေါ့နော်သူကဒီမှာ mode နှစ်ခုရှိတယ်เนาะဒါလည်းကျွန်တော်ခဏရှေ့မှာပြန်ပြောခဲ့တယ်ဒီမှာကျွန်တော်တို့ mode နှစ်ခုရှိတယ် operation mode နဲ့ configuration mode share mode ကိုခဏထားเนาะအဲ့ဒါလေးလည်းရှေ့မှာပြောခဲ့ပြီးသွားပြီဆိုတော့ operation mode မှာကျတော့ tools တွေ network tools တွေဖြစ်တဲ့ pin တို့ trace route တို့ create တို့ဘာလို့ညာလို့ပေါ့နော်အဲ့လိုမျိုး show တို့ဘာလို့ကြည့်လို့ရတယ်ဒီမှာကျတော့ကျွန်တော်တို့က operation မှာကျတော့sorry configuration မှာကျတော့ Cisco ရဲ့ global configuration mode လို့မျိုးပဲပေါ့နော်ဒီက configuration တွေကိုထားပြီးတော့လုပ်တဲ့ mode ဆိုတော့အဲ့ configuration mode ကိုတော့ပြီးတော့တဲ့ on which တဲ့ configuration hierarchy are you now အဲ့ဒီစာကြောင်းလေးနဲ့ပတ်သက်ပြီးရှေ့ကဗီဒီယိုတစ်ပုဒ်မှာလည်းကျွန်တော်ပြောခဲ့ဘူးလေ configuration တွေရဲ့ hierarchy ကိုဆိုတော့ဒီနေရာမှာလက်တွေ့သမားတွေကျွန်တော်လည်းဒါ physical ရှိတာတွေရှိတယ်ပေါ့နော်ဆိုတော့လက်တွေ့လည်းရှိတယ်ဆိုတော့အဲ့ဒီမှာတခုပြောချင်တာဒါစာပေါ့နော်စာဘက်ကိုပြောချင်တာလက်တွေ့တဲ့စာဒီနေရာမှာစာဘက်လေးကိုနည်းနည်းလေးစောင်းပြီးပြောချင်တာဘာလဲဆိုတော့vendor တခုရဲ့ဟိုမှာ routing switching ပဲ landing လုပ် firewall ပဲ landing လုပ်ဒီကောင်းရဲ့ command ပေါ့နော် CNR ပေါ့နော် command line interface ပေါ့ GUI မဟုတ်ဘူးကို CNR ပေါ့နော် command line interface ကိုက landing လုပ်တော့မယ်ဆိုရင်အဲ့ configuration သူတို့ရဲ့ command hierarchy တိစောက်ထားဖို့ landing လုပ်ဖို့အရေးကြီးတယ်အဲ့တော့အခု on which configuration hierarchy are you now မင်းအခုဘယ် configuration hierarchy ကိုရောက်နေတာလဲတဲ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က configuration ရဲ့တိစောက်ပုံတစ်ခုကျွန်တော်တို့ပြောမယ်ဆိုရင်သူ့မှာ main head ပေါ့နော် head configuration ပေါ့နော်ဒီကအဓိက main configuration ဥစ္စာကြီးဆိုတာရှိတယ်ပေါ့နော်ကျွန်တော်ဟောတာတော့မေ့သွားပြီ root ASD 123 shit 123ဒါမသိဘူး password တော့မပြောဘူးတော်ရဲ့မှန်လို့ password ဆိုတော့ကျွန်တော်တို့ကဒီမှာ CNR နဲ့ operation mode ကိုဝင်မယ် edit နဲ့ပဲတွား
ဒါမှမဟုတ် configure command နဲ့ပဲသွားတာ configuration mode ကိုသွားမယ်ဆိုတော့ဒီအခုအဲ့လိုမျိုးဝင်လိုက်တဲ့အခါမှာကိုကဘယ် mode ထဲဘယ် hierarchy command line ရဲ့ဘယ် hierarchy မှာရှိလဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့က head hierarchy ပေါ့နော်ခေါင်းပိုင်း hierarchy လို့လည်းခေါ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကbit hierarchy bit command hierarchy လို့လည်းခေါ်တယ်ပေါ့နော်ဒါဒီ hierarchy ဒီ command တစ်ခုလုံးရဲ့အရေးကြီးတဲ့ခေါင်းပိုင်းပေါ့နော်ဥဆောင်တဲ့ပိုင်းပေါ့နော်အဲ့ဒါကိုပြောတာအဲ့ဒီမှာကျွန်တော်တို့က question mark နဲ့ခေါ်ကြည့်လိုက်လေဆိုတော့ဒီမှာဆိုကျွန်တော်တို့ activate တို့နောက်တစ်ခုက commit တို့ delete တို့ help တို့ load တို့ promote တို့ quit တို့ replace တို့ rename တို့ set တို့ save တို့ဥပမာထားပါတော့ကိုကနာမည်တစ်ခုချိန်မယ် set system host name ဒီနေရာမှာ set ဆိုတဲ့စကားလုံးလေးဒီ hierarchy command line တစ်ခုရဲ့ခေါင်းပိုင်းကိုပြောချင်တာ head ပိုင်းပေါ့နော်ခေါင်းပိုင်းပေါ့ big ပိုင်းကိုဒီအရှိပိုင်းတစ်ခုပြောတာပေါ့နော်အဲ့တော့နောက်ကတွဲတဲ့ system ပေါ့နော်အဲ့ဒါတွေဒီ set command ပေါ့နော် set command sub ပေါ့နော် sub set command ဒါမှမဟုတ် set hierarchy command လို့လည်းခေါ်တယ်ဒါမှမဟုတ် body command လို့လည်းခေါ်တယ်ဒီ command line တစ်ခုရဲ့ဒုတိယခေါင်းပိုင်းဒုတိယခန္ဓာကိုယ်ပိုင်းတစ်ခုအနေနဲ့ state ရှိတယ်ပေါ့နော် set system အဲ့ဒီမှာ host name set system host name question mark နဲ့ခေါ်ကြည့်လိုက် set system host name တစ်ခုပေးရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ထည့်လိုက်ထားပါတော့ r1 လို့ထည့်လိုက်တယ် r1 ဒီ volume နောက်တစ်ခုကဒီလိုပြောလို့ရရင် microtik ကို landing လုပ်တဲ့ခါမှာအဲ့တော့ဒီနေရာမှာကျွန်တော်ကဒီတကယ်လက်တွေ့ကိုဦးစားပေးတဲ့လူတွေတကယ်ဆရာကြီးတွေပေါ့နော်တကယ်လို့ကျွန်တော်ဗီဒီယိုဝင်ပြီးတော့ကြည့်မိတယ်ဆိုရင်ဒီနေရာမှာနည်းနည်းလေးပြောချင်တာကလေဒါကျွန်တော်စာဘက်ကိုနည်းနည်းလေးရင်းနဲ့ဗီဒီယို recording ဖြစ်တယ်ပေါ့နော်လက်တွေ့ထက်စာရင်စာဘက်ကိုနည်းနည်းလေးရင်းနေတဲ့ record ဗီဒီယို recording ဖြစ်တဲ့အတွက်နည်းနည်းလေးတီးခတ်ပေးစေချင်တယ်ခင်ဗျားတို့ကြည့်ပါတယ်ဆိုရင်အဲ့တော့ဒီဘာမှမသိတဲ့လူကြည့်တယ်ဆိုရင်တော့တေချာလက်မှတ်စေချင်တယ်အဲ့ဒါဘာလဲဆိုတော့ set ဆိုတဲ့ command က order ပေးတာမိတ်ပေးလိုက်တာပေါ့နော်အဲ့ဒါသူ့ခုနကျွန်တော်တို့ပြောရလေတကယ်ခေါင်းပိုင်းပေါ့နော် head command ပေါ့နော်တကယ်ခေါင်းပိုင်းပေါ့ဟုတ်တယ်မလားကျွန်တော်တို့အဖွဲ့တစ်ခုမှာဆိုရင် organization တစ်ခုမှာပဲဖြစ်ဖြစ် military မှာပဲဖြစ်ဖြစ် government မှာပဲဖြစ်ဖြစ်ဟုတ်တယ်မလား party တစ်ခုမှာပဲဖြစ်ဖြစ်ခေါင်းဆောင်ပိုင်းဒီအမိတ်ပေးပိုင်ဝင်ရှိတယ်ဆိုတော့ set တို့ rename တို့ replace တို့ revert တို့ show တို့ save တို့ run တို့ one cut တို့ဒီမှာပါတဲ့ thought တို့အဲ့ကောင်လေးအမိတ်ပေးတဲ့ကိုအဲ့ order command တွေပေါ့နော်အခေါင်းပိုင်း command တွေအဲ့မှာ system host name ဆိုတာဖြစ်စေခြင်းတဲ့ကောင်အမိတ်ကတော့ပြောရ set ဘာလို့ဖြစ်စေခြင်းလဲ router id နဲ့ကိုချိန်နေမယ် r1 ကိုကြတော့ကျွန်တော်တို့ for loop လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့သိစေခြင်းတယ် r1 ဒီချိန်မှာ r1 ဆိုတာမချိန်ဘူး commit ဆိုတာနှိပ်မှကျွန်တော်တို့ချိန်မှာအဲ့ဒီမှာ show နဲ့စစ်လိုက်ရင်ဒီမှာတေချာကြည့်လိုက်ဒီမှာတော့ r1 ချိန်လိုက်ပြီအဲ့တော့ operation mode မှာစစ်တဲ့ show ကပြန်ပြောမယ်နော်ခင်ဗျားတို့ share ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောထားတယ် operation mode မှာစစ်တဲ့ show ဒီ update configuration mode မှာစစ်တဲ့ show ဒီ candidate configuration ဟုတ်ပြီနော်ဒါကြောင့်တစ်ချက်ပြန်ပြောတာဆိုတော့ okay ဟုတ်ပြီကျွန်တော်တို့အဲ့ဒါဆိုရင် commit နှိပ်လိုက်မယ် r1 ကိုချိန်လိုက်မယ်ဆိုတော့ဒါကျွန်တော်တို့ first test ကိုပြီးသွားပြီcreate a new user and give it a permission then commit user တစ်ခုတည်ဆောက်လိုက်ပြီး permission ပေးလိုက်ဒါတော့ရှေ့မှာခဏလုပ်ခဲ့တာဒါပေမဲ့ command hierarchy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကောင်းကောင်းမလေ့လာဘူးတွေဟုတ်ပြီเนาะအဲ့တော့ command hierarchy ဘက်ကိုကျွန်တော်တို့သွားမယ်เนาะ okay เนาะအဲ့တော့ဒီကောင်က r1 ဖြစ်သွားပြီအဲ့တော့ set အမိတ်ပေးလိုက်မယ် set system login ပေါ့နော် set system login user ပေါ့နော်အဲ့လိုလဲရတယ်ခဏညနော် set system set system login user အဲ့ဒီမှာ question mark နဲ့ခေါ်ကြည့်လဲရတယ်ဒါပေမဲ့ question mark နဲ့ခေါ်ကြည့်လိုက်ရတယ်အဲ့ဒီမှာနေတခုပြောကြည့်တာအခု login ပေါ့နော် login နေရာမှာ space bar လေးပုတ်လိုက်ဒါရှေ့မှာပြောခဲ့တယ်ထင်နော် nogi space bar ပုတ်လိုက်တူပါတူ command ကို finish ပေးတယ်တက်ကြီးခုံရောမရဘူးလို့တက်ကြီးခုံလဲတူပါတူ finish ဖြစ်သွားတယ်တခါတည်း perfect လုပ်ပေးသွားတယ်ဒါပေမဲ့ volume တွေအခုထားပါတော့မြက်ကောင်းကြော် space bar ပုတ်မရအောင်ဒါပေမဲ့တက်ကြီးခုံရင်နော်တူရှိပြီးသားအဟာကိုပေးသွားတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့အတစ်တစ်ခုပေးလိုက်မယ်ပေါ့နော် set system login user ရတယ် set system login ထဲမှာအဲ့ထဲကျွန်တော်တို့ဝင်ထားလိုက်မယ် hierarchy ကိုဒီလိုဝင်လို့ရတယ်ဒီဥပမာ set system ခဏလေးဒီလို
ဒီလိုဝင်ထားလိုက်မယ် edit နဲ့ဝင်ထားလိုက်မယ် edit system login ဒါဆိုသူဒီဘယ်အောက်ထဲမှာရှိလဲဆိုတော့ system login ရဲ့ command အောက်ထဲမှာသူရောက်သွားပြီဗျ edit system login ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ set user name က user name တခုကျွန်တော်နာမည်ပေးလိုက်မယ်ခဲထားပါတော့မောင်ဆိုပြီးကျွန်တော်ပေးလိုက်တယ်နော်မောင်သူနောက်မှာ password ပေးရအောင်မယ်နော်မောင်နောက်မှာကျွန်တော်တို့ကauthentication plain text ASD 123 shit 123 ASD 123 shit 123 ASD 123 shit 123နော်ဆိုတော့အဲ့တော့ပြန်စစ်လိုက်လေ show နဲ့ကြည့်လိုက်ရင်ဒီနေရာမှာအုတ်ကာရှိတယ်မျက်ကောင်းကျော်ရှိတယ်မောင်ရှိတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့အခုဘယ်အောက်ထဲရောက်နေလဲဆိုတော့ system login အောက်ထဲမှာရောက်နေတာအဲ့တော့ set system set ဆိုတာ order command system login user login ဝင်တဲ့ user တခုကို create လုပ်ခိုင်းလိုက်တာပေါ့နော်မောင်တော့ follow တခုဟုတ်ပြီမောင်ကိုပြန်ပြီးတော့ပြင်ချင်တယ် edit question mark ခေါ်ကြည့်လိုက်ဒါပေမဲ့ tag key ခုံလေquestion mark ခေါ်ကြည့်လိုက်ဘာပြင်မှာလဲ class 2ပြင်ပေးရမယ် class ကဘယ်လိုပြင်မှာလဲဆိုတော့ကျွန်တော်တို့ဒီ question mark ခေါ်ကြည့်လိုက် class name ပေါ့နော်ဘယ် class name ထားမှာလဲခဏနေအဲ့ဒီမှာဒီကော edit ကခဏနော် edit user နောက်မှာကြည့်လိုက်နော်ဒီကောက်ကို user နောက်မှာကိုကမသိဘူးဆိုရင် question mark ခေါ်ကြည့်လိုက်ရင် for loop တွေလာပြအဲ့မှာမောင်ဆိုတော့နှိပ်ပြီးတော့ tag key ခုံလိုက်ရင်နော်သူကသူ auto finish လုပ်ပေးသွားဒါ m မျက်ကောင်းကြောင်နဲ့မောင်နဲ့နှလုံးစင်လို့ mg ဆိုတာရုပ်ထည့်ပေးရတယ်နော်ဆိုတော့ဒါဒီကျွန်တော်ကြိုက်ဆုံး Juniper ရဲ့ hierarchy line ဖြစ်တယ်ဒီကျွန်တော်ကြိုက်ဆုံး Juniper ရဲ့ hierarchy တိစောက်ပုံဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ Cisco မှာအဲ့လိုမရဘူးCisco မှာအဲ့လိုကျွန်တော်တို့လုပ်လို့မရဘူး Cisco မှာကိုယ်မောင်ပြန်ထည့်ရင်မောင်ဆိုတဲ့ဟာကိုကိုယ့်ဘာကိုရိုက်မရိုက်ကျွန်တော် copy paste ချအဲ့လိုပဲရလိမ့်မယ်ဆိုတော့ဒီမှာရတာဖြစ်တဲ့အတွက်ရမ်းမိုက်တယ်ကျွန်တော်တို့အဲ့ဒီ feature လေးကိုလေ Cisco မှာပါလိုက်မယ်ဆိုတော့တော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီ user မောင်မှာကဲသူ့ class ခွဲပေးလိုက်မယ်ပေါ့နော်သူ့ကိုကျွန်တော်က okay edit user မောင်အောက်ထဲရောက်သွားအဲ့ဒီမှာကျွန်တော်ဒီ set class မှာဘယ် class ပေးမှာလဲတွေ့ command လည်းတိစောက်သွားဖို့လေ user တွေ့ရနော်တဆင့်ဒီသွားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဗာစောင့်မလဲဆိုသူ့ကို super user ပေးလိုက်မယ်နော်ပြန်ထွက်မယ်ဆိုတော့နဲ့ဟိုးရှေ့ဆုံးကိုပြန်ပြီးတော့ရောက်သွားပြီအဲ့ဒါကြတော့နောက်ပိုင်း navigation ကြရင်ပြောပြပေးမယ်နော်ပြီးရင်ကျွန်တော်တို့က comment ကိုနှိပ်လိုက်မယ်နော်ဘာလို့ comment နှိပ်ကြတာလဲသိရနော် comment နှိပ်ရတာလည်းရည်ချက်ကြီး candidate ကနေ update ကိုတွားတာ paradoma လို့ပေါ့ paradoma ကြတော့ကျွန်တော်တို့က candidate ကနေ run ကိုတွားတာဒီမှာတော့ candidate ကနေ update ကိုတွားတာဆိုတော့ okay ဆိုတော့ပြန်စစ်ကြည့်အောင်ဒီကောင် edit edit system login user ဒါမှမဟုတ်ဒီလိုရိုက်လဲရတယ် edit system login show နဲ့ဆက်လိုက်ရင်မောင် super user ဖြစ်တယ် commit နှိပ်ပြီးသွားပြီဆိုတော့သူ့ရဲ့ hierarchy line တိဆောက်သွားပုံပြောတာဟုတ်ပြီနော်အဲ့ဒီနေရာမှာဒီမှာ show command နော် show command နော်ဒါပြယူရပြီပေါ့နော် user edit ဖြစ်ပြီးတော့ပြီးသွားပြီပေါ့နော်ဆိုတော့ go to the system user hierarchy level and create a new အဲ့ဒါရှင်းဒါဒီလိုမျိုးပြောတာ create မလုပ်ဘူးကျွန်တော်တခုမောင်ကိုပြန်ဖျက်ပြလိုက်မယ်သူအဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့သူကဒီလိုမျိုးပြောချင်တာတဆင့်ချင်းစီတွားခိုင်းလိုက်တာခုနကလိုမျိုးပုံစံပဲမှန်တော့ကျွန်တော်တစ်ချိန်ကျွန်တော်တို့တစ်ချောင်းတစ်ခါလေးရိုက်ပြမှာပေါ့နော် set system login user ဟိုမှာ bla bla အတိတ်ဆိုတဲ့အတိတ်ပေါ့ဥပမာထားပါတော့စုအဲ့လိုမျိုးကျွန်တော်ရိုက်ပြရမှာဒါပေမဲ့ခုနအောက်ကတစ်ချောင်းတစ်ခါလေးကျွန်တော်ပြလိုက်တာသူပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဒီလိုမျိုးတစ်ဆင့်ချင်းစီတွားလဲရတယ်ဆိုတော့ပြောချင်ဟိုမှာ set system login နော်အဲ့ဒီနေရာမှာsorry set system login user sorry edit system login နဲ့တွားပြလိုက်နော်တခုချင်းစီတွားမယ်ဆို edit system login အဲ့ဒီမှာ show မကိုဖြတ်မယ် command မိတ်ပေးတဲ့ command delete နော် delete user ဘယ်လိုလဲ tag key space bar ပုတ်လို့မရဘူးနော် tag key နဲ့မှရမယ်မကိုဖြတ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ comment နှိပ်ကြည့်လိုက်နော်ဒီနေရာမှာဖြတ်ပြီး comment နှိပ်လိုက်မယ်ရတယ်နော်အဲ့ဒါကတော့ edit ဆိုရင်တော့ရတယ် set ဆိုရင်တော့မရတော့တ
ချက်စမ်းကြည့်ရမယ်ကျွန်တော်လည်းအခုမှဒီ Unify command hierarchy ကိုမိုက်တော့မယ်ဒီကောင်းရဲ့ Unify command hierarchy ကိုရမယ်ဒီကောင်းဘာနဲ့တူလဲဆိုတော့တော်တော်များများနဲ့တူတယ် file 40k file already တိုင်းဒီ hierarchy ပဲPA လည်းဟုတ်တယ် PA လည်းဒီ hierarchy ပဲ PA ကျွန်တော်တင်နေတာဗျာဒီ hierarchy နဲ့တပုံစံနဲ့ပဲဟိုအနေနဲ့ပြောရကျွန်တော် PA ရဲ့ PA တို့ 40k တို့က GUI နဲ့တွားတာများတယ် command တွေနဲ့တွားတာမရှိဘူးပေါ့နော် command တွေနဲ့တွားတာရှားတယ်ဒါပေမဲ့ command နဲ့တွားရမယ်ဆိုရင်ကျွန်တော်တို့ကအဆင်ပြေတယ်ဒီကကျွန်တော်ဒီ deploy တစ်ခုလုပ်ရမယ်ဒီ deploy တစ်ခုလုပ်ရမယ်ဒီ customer site မှာဒါ deploy တစ်ခုလုပ်ရမယ်မင်း GUI နဲ့မရဘူး command နဲ့ဆိုရင်ကျွန်တော်လုပ်နိုင်တယ်ဒီလားကိုအများတန်းတော့ used to တော့ဖြစ်မနေဘူးပေါ့နော်ဒါပေမဲ့လုပ်နိုင်တယ်ဘာလို့လဲဆိုတော့ နံပါတ်1ချက်ကအဲ့ဒီ PA ရဲ့ UI ကိုအလွတ်ရထားတယ်မရဘူးဆိုတော့ question mark comment နဲ့ကြည့်ပြီးတော့သွားလို့ရတယ်ဒုတိယတစ်ချက်ကပါလဲဆိုတော့ဒီကောင်လေး Unify hierarchy နဲ့တူတူပဲဆိုတော့အဲ့ဒါလေးကိုကျွန်တော်သိစေချင်တယ်เนาะဆိုတော့ okay ဒါတစ်ခုပြီးသွားပြီနောက်တစ်ခုကဘာလဲဆိုတော့ navigation command navigation ဆိုတော့ခုနကပြန်ထွက်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကျွန်တော်ပြောပြပေးမယ်เนาะအဲ့ဒါတွေကျွန်တော်ပြောပြပေးမယ်เนาะအဲ့ဒီကောင်ဒီကောင် test တွေမကြည့်တော့ねဒီလိုက်ကျွန်တော်လွတ်လိုက်ပြောပြလိုက်တော့ကျွန်တော်ဥစားဘယ်လောက်ရှိပါလဲဆိုတော့21မိနစ်เนาะတပုတ်ကျွန်တော်မိနစ်30လောက်တော့ရှိမှာပေါ့เนาะဆိုတော့အခုဆိုပါစို့အခုကျွန်တော်ဒီ command ကိုကြည့်ကြည့်အခုကျွန်တော်ရောက်နေတဲ့ command ကိုကြည့်ဘယ်အောက်မှာရှိနေ edit system login ပြောချင်တာ system login ဆိုတဲ့ command အောက်မှာရောက်နေ Linux ဆိုတော့ကျွန်တော်တို့က pwd နဲ့ကြည့်လိုက်လို့ရတာပေါ့ဒီမှာကတော့ Linux မှာမဟုတ်တော့ကြည့်လို့မရဘူးပေါ့အဲ့တော့ပြန်ထွက်ချင်တယ်တဆင့်ချင်းစီပြန်ပြီးထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့က add တဆင့်ချင်းစီပြန်ထွက်သွားပြီ add a okay ပြန်ဝင်ပြမယ် edit system login user မြက်ကောင်းကျော်အောက်ထည့်ရောက်ပါတဆင့်ချင်းစီပြန်ထွက်ရင် add မှာ add နဲ့ထွက်ရမယ် user အောက်ထည့် login user အောက်ထည့်ရောက်ပါနှစ်ဆင့်ထွက်ချင်တယ်ဆိုရင်ဒါပါတော့ edit user မြက်ကောင်းကျော်နှစ်ဆင့်ထွက်ပြမယ် app 2လို့ရိုက်လိုက်app 2လို့ရိုက်လိုက်နှစ်ဆင့်ထွက်သွားပြီဟုတ်လားအဲ့တော့ထားပါတော့ edit login user မြက်ကောင်းကြောသုံးဆင့်ထွက်ချင်တယ်ဆို app 3ဆိုရှိရောက်ပါအဲ့တော့မဟုတ်ဘူးကျွန်တော်ကတော့အကုန်လုံးနဲ့ထွက်ချင်တယ် direct တစ်ခါတည်းထွက်ချင်တယ်ဆိုရင် TOB တော့နဲ့ရိုက်လိုက်ဟိုးရှေကိုပြန်ပြီးတော့ထွက်သွားပြီဒါ navigation commandအဲ့မှာကျွန်တော်တို့ကပြအောင်မယ်နော်ခဏလေးဒီလိုရိုက်ထားတယ်အဲ့နဲ့ထွက်ပြမယ်မရဘူး exit နဲ့ထွက်ကြည့်လိုက် exit နဲ့ထွက်သွားရင်ရတယ်ဟုတ်ပြီနော် exit နဲ့ထွက်ရတော့သူဒီတစ်ခါတည်းရှေ့ကိုရောက်သွားတယ်အဲ့ဒီမှာထပ်ပြီးတော့အဲ့နဲ့ထပ်ကြည့်မရှိဘူးအဲ့မရဘူးပြီး exit နဲ့ဆိုရတော့သူဒီပဲရောက်သွားလဲဆိုတော့ operation mode ထဲကိုရောက်သွားတယ်ဒါဒီကောင်းရဲ့ navigation ကိုသိဖို့ရအဲ့ရထော်ရ exit အဲ့တော့ခုပဲသိရမှာနော်ဆိုတော့ခင်ဗျားဒါကိုရရတေးကြရဲကြိုက်တဲ့ comment လားနောက်ပဲကြိုက်တဲ့ comment လားကျွန်တော်တို့မှ Cisco Dino new hierarchy ဖြစ်စေချင်ဒါပေမဲ့ add တို့တော့တို့အဲ့လိုမျိုးပြန်ထွက်နေတာတော့မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပြန်ထွက်နေတာထက်ဆိုင်ရင်တော့ခုနကလိုမျိုး volume လေးပါလာလောက်ကိုတော့ကျွန်တော်ထည့်ပေးစေချင်တယ်ဘာလို့အဲ့လို add တို့တော့တို့ထည့်ရတော့ဒီကောင် universe style ဖြစ်သွားမှာပေါ့နော်သူများ style ခိုးချတာဖြစ်သွားမှာပေါ့ဒါပေမဲ့ခုနက volume ကို taggy နဲ့ခုံလာခေါ်လို့ရတဲ့ feature ကတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော် engineer တွေအတွက် okay ကျွန်တော်တို့ဆက်သွားရအောင်ဆိုတော့ okay 23မိနစ်ဆိုကျွန်တော်တို့နောက်ပတ်ဆုံးက commit ဆို commit ဘာလို့နှိပ်ရတယ်တည်ရ right အဲ့တော့ commit ဘာလို့နှိပ်ရတယ်တည်တယ်နော် commit ဆိုတာက candidate configuration ကနေပြီးတော့ edit configuration ကိုဖြစ်စေချင်လို့နှိပ်ပေးရတာဆိုတော့ဟုတ်ပြီ commit နှိပ်တဲ့အခါမှာ commit ကိုသုံးလို့ရတဲ့ feature တွေအများကြီးရှိတယ်အဲ့တော့ဒါတွေကခင်ဗျားတို့အတွက် easy go ဖြစ်နေလိမ့်မယ်ဆရာကြီးတွေအတွက်ကတော့ဒါပေမဲ့အခုမှစာယူ learning လုပ်တဲ့လူတွေအတွက်ကတော့သေချာမှတ်ထားတဲ့တယ်တခုချင်းစီတိုင်းဒီ implementation တည်ဆောက်တဲ့အခါမှာအရင်ရေးကြည့်တယ်နော်ဆိုတော့ go to the configuration mode and create a new user and make a commit what you get နော်အဲ့တော့ configuration တခုတည်ဆောက်လိုက်ဘာရမလဲပေါ့နော်နောက်တစ်ခုက class tag ခိုင်းရနော်what do you get တဲ့နော်ဘာရလဲပေါ့ okay ပြ
ပြီးတော့ commit မှာ commit s ဆိုတာရှိတယ်ပေါ့နော် commit s ဆိုတာရှိတယ် okay အဲ့ဒါဘာလဲပေါ့နော်အဲ့တော့ကျွန်တော်ပြမယ်အဲ့တော့ထုံးစံတိုင်းပဲခုနကလိုမျိုးsorry configure အဲ့တော့ကျွန်တော် edit နဲ့ပဲသွားလိုက်နော် edit system login user ထားပါတော့စုအောင်မှာ comment နှိပ်လိုက်နှိပ်လို့ရတယ်နော် comment နှိပ်လို့ရတယ်နော် comment နှိပ်လို့ရတယ်အဲ့ဒီမှာသူ class ထပ်ပြီးတော့ကျွန်တော်ပေးမယ် set class set ဒီကောင်ကိုsorry comment နှိပ်လိုက်ပေးရပါတယ် comment နှိပ်လိုက်ရင်ဒီမှာနောက်တစ်ခုပြရမယ်နော်နောက်တစ်ခုကျွန်တော်ထပ်ပြမယ်စုမဟုတ်ပဲねကျွန်တော်ဒါမှမဟုတ်ကျွန်တော် set နဲ့ပြလိုက်မယ်ဗျ set system login user တွေကမောင်းဗျာဟုတ်ပြီနော်မောင်းmessage argument တဲ့နော်ဘာတောင်းတာလဲဆို edit ဆိုရင်ရတယ်တွေ့လား edit ဆိုရင်ဟိုထည့်ပေးစရာမလိုဘူးเนาะ comment နှိပ်လိုက်တာ ਨੇ ရတယ်ဒါပေမဲ့ set နဲ့ဆိုရင်တော့အဲ့တော့ edit နဲ့ဆို set မဟုတ်ဘဲနဲ့ edit နဲ့ဆိုစုကခုန create လုပ်သွားရဲ့လားကြည့်လိုက်ဒီ edit system login user question mark နဲ့ခေါ်ကြည့်လိုက်လေစုလောက်သွားလားစုမှမရှိတာအဲ့တော့ edit လုပ်လို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့ set နဲ့ပဲရမယ် set system login user စုမရဘူးသူ့ password ကျွန်တော်ထည့်ပေးရမယ်အဲ့တော့authentication plain text က ASD 123 shit 123 ASD 123 shit 123 comment နေလိုက်တဲ့ဘာပြောတယ် class ကိုလိုတယ်တဲ့နော် class တော့မတတ်မှတ်ပေးမှရမယ်ဒီတိုင်းနှိပ်လို့မရဘူးအဲ့တော့ class တတ်မှတ်ပေးမှရမှာပေါ့နော်အဲ့တော့ edit system login user ဘယ်လိုလဲစုဒီမှာနော်စုကို set class က super user comment နေကြည့်လိုက် comment နေလို့ရလားရတယ်ထွက်သွားမယ်ဟုတ်ပြီနော်ဒါရိုး comment မှာ commit s ဆိုတာရှိတယ်နော် commit s ဆိုတာရှိတယ် commit s ကိုမပြောခင်ကျွန်တော်တို့ဒီမှာအဲ့ဒီမှာနော် commit ဆိုရှိတယ်တော့နဲ့ဖတ်လိုက်ပြီးတော့ခဏ show system show system မှာအဲ့ဒီမှာခဏလေးconfigure ထဲမှာပဲတစ်ချက်ရှာကြည့်လိုက် show အောက်မှာ system နောက်မှာတိုင်းစုံဒီကောင်တိုင်းစုံမတက်မှတ်ထားတော့အဲ့တော့ set system တိုင်းစုံAsia ပေါ့နော်ကျွန်တော်က Asia ဆိုတော့ Asiaထဲမှာ Rango ဟုတ်ပြီနော်အဲ့တော့ show system ခဏနေပါဒီကောင်တိုင်းကခဏရနော်နောက်ခေါ်တာ command add ကိုပြချင်တော့ဗျာဒီခဏလေး okay အဲ့တော့ဒီမှာကျွန်တော်ပြမယ်ကျွန်တော်က show system add တိုင်းနဲ့ဆက်လို့ရတယ်နော်ဒီတော့အချိန်နည်းနည်းပြင်လိုက်မယ်တစ်ခါလိုက်ကြည့်လိုက် show system add တိုင်းကအခု9လပိုင်း2ရက်နေ့နောက်ဆုံးတော့နေ့နဲ့တနာရီဖြစ်နေမှားနေရနော်အဲ့တော့ system booted တဲ့အချိန်ဒီမှာပါတယ်နော် protocol status တွေပါတယ်ပေါ့နော် less configuration change less configuration အချိန်တွေပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ပြင်ရမယ်ပေါ့နော် set date နော် date တွေအချိန်တွေပြင်ရမယ်ဆိုတော့question mark နဲ့ခါ MTB server ထည့်လဲရတယ်နော် MTB server နော်အဲ့တော့ကျွန်တော်တို့ဒီမှာMTB server ဆိုရင်မြန်မာ MTB server
ပြီးတော့IP address of the MTB server ဟာMTB server ရဲ့ IP address ကိုထည့်ပေးရမှာတဲ့ domain လေးကောက်ထည့်လိုက်လို့မရဘူးလားမသိပါဘူး domain လေးကောက်ထည့်ကြည့်လိုက်မယ်ခက် find တယ်เนาะ okay server ဆိုတော့ဒီတိုင်းเนาะကျွန်တော်ဒီတိုင်းokay ဗျာဒီကောင် as လောက်ကတော့ကြည့်လို့မရဘူးပဲဒီတော့ပြင်လိုက်မယ်ဗျာ set date เนาะ question mark က20252025ဘယ်လောက်လဲဆိုတော့9လပိုင်း2025 9လပိုင်းဘယ်နှစ်ရက်လဲ2ရက်နေ့ဘယ်လိုခဏရနော် use date ကတဲ့ခဏရ format ပေါ့နော်သူရဲ့ format လေးတူတယ်ပေါ့နော်ခဏလေးနော်အဲ့ဒါကျွန်တော်အချိန်ပြင်မရမယ်အဲ့တော့ commit ပေးတဲ့အခါမှာ commit ကို schedule နဲ့ပေးလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြကြတယ်နော်အဲ့တော့ခဏလေး set date က MTB server name ထည့်လိုက်ပြီးတယ်ဗျာနော်အဲ့တော့ set date ကခဏလေးဒီကောက် format ကဘယ်လိုရေးပြ format လေးကျွန်တော်တစ်ချက်နော်ခဏလေး okay ခင်ဗျားတို့တခုပြောမယ် uniform မှာလေအဲ့ဒီလိုမျိုး format တွေနဲ့ရေးရရှိတယ်ဒီမှာနော်ဒီ format နဲ့ကျွန်တော်တို့ရေးပြရမှာဒီအဲ့ဒါတခုတော့သတိထားမယ် unify ရဲ့ command မှာတခုတော့ရှိတယ် format တွေဒါ date ကိုဥပမာပဲဗျာ date မဟုတ်ပဲကျွန်တော်တို့တခြားသတ်မှတ်တဲ့ဟာတွေရှိတယ်ဒီဥပမာ rule တွေပါရေးတာဥပမာသူ့ကို class တွေပါခွဲတဲ့အခါမှာဒီကောက်ဘယ်လောက်ပေးပါမယ်နော် rule တွေရေးတဲ့အခါမှာ format နဲ့ရေးပေးရတာရှိတယ်ဆိုတော့ထားပါတော့ဒီမှာဒီကောက်ရဲ့ format အဲ့တိုင်းကျွန်တော်တို့ရေးပေးမှရမယ်နော်အဲ့တော့ဒီကောက်ရဲ့ format တွေ set date ကဲထားပါတော့ကျွန်တော်တို့ဒီကောက်ရဲ့ format ကokay ဥပမာဒီလိုမျိုးပေါ့နော်2025ဥပမာ9လပိုင်းဘယ်နှစ်ရက်ဒီနေ့2ရက်နေ့ဟုတ်တယ်နော်အဲ့လို format နဲ့ကျွန်တော်တို့ရေးပေးမယ်ပြီးသွားပြီဘယ်နှစ်နာရီလဲဆိုတော့အခု9နာရီဆိုတော့ဘယ်လောက်လဲ13 14 15 16 19ဆိုတော့18 19ပေါ့နော်19နာရီနဲ့50เนาะအဲ့တော့19နာရီအဲ့နော်19နာရီနဲ့50မိနစ်နဲ့ဘယ်နှစ်စက္ကန့်လဲဆိုတော့ကဲထားပါတော့40စက္ကန့်60စက္ကန့်နော်ဒါမှ50စက္ကန့်ပြီးဒီလိုကုတ်ပေးလိုက်โอเคဒါသူ format ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့က show app တိုင်းနဲ့ show system app တိုင်းနဲ့ကြည့်လိုက်မယ်ဆိုဒီမှာ19နာရီ50နဲ့59မိနစ်နော်ဆိုတော့51ဖြစ်သွားပြီပေါ့နော်ဒီမှာတော့50ပဲရှိတယ်10မိနစ်စောနေဆိုတော့ whatever ထားပါတော့အခုကျွန်တော်တို့ commit တွေလုပ်တဲ့အခါမှာ schedule ဆွဲလို့ရတယ်နော်ဒီကောင်ကိုကျွန်တော်ပြောပြချင်တယ်ဒီကတော့ commit တွေလုပ်တဲ့အခါမှာနော် schedule နဲ့တွားလို့ရတယ်ဒီ3နဲ့4နဲ့ပြောပြမယ်နော်ဆိုတော့ okay အဲ့ schedule နဲ့ဆိုတော့ဥပမာထားပါတော့set system host name ထားပါတော့ myr လို့ကျွန်တော်နာမည်ပေးတယ်အဲ့ဒါကိုဘယ်ချိန်မှလုပ်စေချင်တယ်တခု commit ထားပါတော့เนาะ commit question mark နဲ့ခေါ်ကြည့် commit and quit ရှိတယ် add ရှိတယ် check ရှိတယ် command ရှိတယ် confirm ဆိုတာရှိတယ် add ကိုအရင်လို့စပြဘယ်ချိန်မှလုပ်စေချင်တယ် command add အချိန်တစ်ခုကျွန်တော်တို့ရေးပေးရမယ်เนาะအချိန်တစ်ခုရေးပေးရမယ်ဆိုတော့ဒီကောင်းရဲ့ format ကဘယ်ချိန်မှလုပ်စေချင်တယ် command add အခုဘယ်လောက်လဲ19နာရီကဲ51မိနစ်ဒီက1မိနစ်ဆိုတော့ကဲ50နဲ့40စက္ကန့်ကြာမှတူကို commit ဖြစ်စေချင်တယ်ထည့်လိုက်ပြီနော်19နာရီ53 okay ဆက်ဖြစ်တယ်တဲ့အခု53နဲ့41စက္ကန့်တဲ့နော် show system at time 52နဲ့အခုဘယ်လောက်လဲ30 command at will be execute လုပ်လိုက်မယ်ပေါ့နော်53နဲ့40စက္ကန့်မှာ53မိနစ်နဲ့40စက္ကန့်မှာစပြီးတော့တူဒီ commit ဖြစ်တယ်အခု commit မဖြစ်သေးဘူးနော် R1 ပဲရှိသေးတယ်နော် R1 ပဲရှိသေးတယ်ကျွန်တော် MR1 ကိုချိန်ထားနော်အတိုင်းကြည့်လိုက်ဘယ်လောက်လဲ53မှာချိန်မှာအခုမှ54 52 53 53ရဲ့40ကြာမှာချိန်မှာနော်
အဲ့ဒါခုမှ R1 ပဲရှိတယ် M1 မပြောင်းနေလက်တွေ့ပြ schedule နဲ့လုပ်လို့ရအဲ့တော့ဘာကောလို့ configuration ပါရိုက်တယ်ဗျာကဲထားတော့ဒီချိန်ကျမှ effect ဖြစ်စေခြင်းနဲ့ဆိုရင် timer ပေးခဲ့လို့ရတယ်အဲ့တော့သိထားတဲ့တယ်ဟုတ်ပြီနော်နောက်တော့ကျွန်တော်တပည့်ဒီ video တကယ်လို့ကျွန်တော်တပည့်ကြည့်နေတယ်ဆိုရင်ခင်ဗျားတို့ PA မှာလည်းအဲ့လို schedule ပေးလို့ရတယ်နော်အဲ့ဒါတော့ခင်ဗျားတို့တင်တော့ကျွန်တော်ထည့်မပြောခဲ့ဘူးဘာဖြစ်လို့ရိတ်တိတ်ပြီးတော့ပါဖောင်းလေးဟုတ်လို့နောက်တစ်ခုက firewall မှာအဲ့လို schedule ပေးပြီးတော့ချတယ်ဆိုတော့ကျွန်တော်မှမရှိခဲ့ဘူးကျွန်တော် explorer မှာတော့မရှိခဲ့ဘူးဆိုတော့ခင်ဗျားတို့စမ်းကြည့်တဲ့ PA မှာစမ်းလို့ရ PA မှာ schedule ပါတယ်နော် policy rule ကိုပဲချိန်ကျမှ effect ဖြစ်ပါမယ်ဆို schedule တစ်ခါလေးပေးလို့ရတယ်အဲ့ဒါကြီးပါခင်ဗျားတို့စမ်းထားလွယ်တယ်ဘာမှတွားပြီး YouTube ကြည့်ကြရတယ်မလို့တခါလေး feature ပါတယ်ဒီတိုင်းလေးပဲနော်ဆိုတော့ကြည့်လိုက်အခုဘယ်လောက်လဲ5340တဲ့5340လောက်ခဲ့တာမဟုတ်လားအခု49လောက်ဖြစ်ပါရဲ့ခဏနေဒီကောင်မချိန်သေးဘူးเนาะမချိန်သေးဘူးဆိုတော့ okay current time က19နာရီကျွန်တော်တို့အဲ့ဒါဆိုဒီလိုကြည့်မှရမယ် show system commit ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင် schedule ခဏ show system commit မှာခဏเนาะဒီကောင်ကိုကြည့်လို့ရတယ်ရှေ့ show system show system schedule မဟုတ်ပါ commit show system configurationခဏနော်ဒီကောင်ကိုစစ်တာကကျွန်တော် clear system show systemခဏ commitအဲ့ဒီမှာဒါကတော့ commit လောက်တာတွေကိုစစ်တာဒီကောင်က schedule ကျွန်တော်ပေးထားရှိပါတယ်ခဏလေးဗျာဒီကောင်မချင်းအောင်နော်ဘာလို့မချင်းတာလဲဆိုတော့ကျွန်တော် configuration တစ်ချက်ကြည့်တွားကြည့်အောင် configure show edit system commit show okay အဲ့ဒါကျွန်တော်လုပ်လိုက်မယ် commit add နော် schedule ကခဏနော်အဲ့ဒါဆိုသူဒိတ်မပါလို့လားပေါ့နော်အဲ့တော့အခုဘယ်နေ့ရလဲဒီနေ့က9လပိုင်း2025 3ညခွန်9လပိုင်း3ည2ဒီကောင်တော့ချိန်မှရမယ်53မို့တော့ပဲねဒီကောင်ကျွန်တော်50နဲ့5ဆိုပြီးချိန်ပေးလိုက်မယ် correct time ကတဲ့correct time ဒီမှာမချိန်သေးဘူးပဲကျွန်တော် error တက်နေတယ်တဲ့ correct time ခဏလာပဲဒီနေ့3ရက်နေဖြစ်နေရတာဟုတ်လားခဏနေကျွန်တော်ဆက်ကြည့်လိုက်မယ် show show system at time ဟုတ်ပါဘူးဒီကောင်2ရက်နေပဲမှန်ပါတယ်ဘာလို့ဒီကောင် at least 1 minute in feature အခုဘယ်လောက်လဲ56ဖြစ်သွားလို့ဗျအဲ့ဒါဆိုကျွန်တော်ဒီကောင်ကိုလောက်လိုက်မယ်58ပြောင်းပေးလိုက်မယ်နော်ဒီကောင်ကို58ပြောင်းပေးလိုက်မယ်58လည်းမရဘူးလားကဲထားပါတော့ဗျအဲ့ဒါဆိုရင်ဒီလိုလုပ်ပေးလိုက်မယ်20နာရီ0000 8နာရီပေါ့run show 1 show system at time command တွေရတယ်နောက်တစ်ခုထပ်ပြောမယ်အဲ့ run command ကိုပြောမယ် Cisco မှာဆိုရင်ကျွန်တော်တို့က configuration mode ပေါ့နော်အခုဒီမှာ operation mode မှာသုံးတဲ့ command ကိုသုံးကြည့်ရင်ဒီ global မှာသုံးတဲ့ global မှာကျွန်တော်တို့ကဒီ configuration ပေါ့နော် global မှာသုံးမယ်ဆိုကျွန်တော်တို့ do ခံတယ်မလားဥပမာထားပါတော့ Cisco မှာဆိုရိုးကျွန်တော်တို့ဒီ operation mode မှာ show IP interface brief နဲ့စစ်တယ်ဆိုရင် configuration mode မှာဆို do show IP interface နဲ့ do ခံပြီးစစ်တယ်ဒီမှာ run ခံပြီးစစ်တယ်နော်အဲ့ဒါသိထားရမယ် show system app time
okay current time ကတဲ့okay ဒီကောင် change ထားတာပဲ current time က3ရက်နေကြီးဖြစ်နေတယ်နော်ကျွန်တော်ခုနက interface ကကျွန်တော်စက်ကဟောတာမှာ comment မနေရသေးဘူးမလားစက်က comment မနေလိုက်လို့လားမသိဘူးခဏနေပေါ့ငါဘာကြီးဖြစ်သွားလဲ at time at time ကကျွန်တော်မ change ထားလိုက်ဘူးမလားခဏလေးဗျအဲ့ဒါဆိုရင် set date set date ဘယ်လောက်လဲခဏလေးဗျ set date နေ့3ည2 5 3ညခေါ်ဒီနေ့ဘယ်နေ့လဲ3ညနေ့ဘယ်နှစ်နာရီလဲဆိုကဲထားပါတော့20နာရီလိုပဲခေါ်လိုက်မယ်နော်2မိနစ်တော့စောင်းနေမှာနော် okay ကိုမင်းနေလိုက်မယ်sorry show system at time okay နော်အဲ့တော့ config comment နော် comment ကတော့ကျွန်တော်တို့ operate grow ဟိုမှာမဟုတ်မှာပဲတွားလုပ်လို့ရမယ်အဲ့တော့ခဏလေးအဲ့တော့ run show system at time okay နော်အဲ့တော့ကျွန်တော်တို့ခုနက commit app ကိုကျွန်တော်တို့ဘယ်မှာပြင်မလဲဆိုတော့21မိနစ်မှာထားလိုက်မယ်ဒါမှမဟုတ်sorry ဒီကောင်ရဲ့1မိနစ်မှာထားလိုက်မယ်3ည2မိနစ်မှာထားလိုက်မယ်ပြီးရင်set system set system hostname myr အဲ့တော့ဘယ်နှစ်နာရီလဲဆိုတော့ဟိုချိန်မှာ root terminal တဲ့နော် on sit commit အဲ့ချိန်မှာ commit ပြောင်းသွားလိမ့်မယ်ပေါ့နော်ကြည့်အောင်ပြောင်းမပြောဒီကောင်သူက commit လုပ်မလုပ်ပေါ့နော် run show system at time ကျွန်တော်တို့ဟိုမှာဘယ်နှစ်မိနစ်2မိနစ်လားဟုတ်လား14မိနစ်မှာlog ဖြစ်သွားတယ်เนาะ error configure data log ပိုင်းခဏလေးဗျအဲ့ဒါထားပါတော့အခု run show system at time ဒီ okay အဲ့ဒါဆို commit at 20နာရီ3ည5မိနစ်နဲ့3ည3စက္ကန့်မှာ commit ချိန်ပေးမယ်အောင်မပထမ commit ကိုရှိတယ်အဲ့ဒါဆိုအဲ့ commit ကိုကျွန်တော်တို့ဖြတ်ချိန်လို့ဖြတ်လို့ရတယ် clear system commit နော်အဲ့ဒါဆိုကျွန်တော်တို့ခုနလိုမျိုး configure ခုနဥစ္စာကိုဟုတ်ပြီအဲ့ဒါဆိုရင်5မိနစ်မှာချိန်မယ်เนาะအဲ့တော့ run show system at time show system at time ကအခု4မိနစ်ပေါ့เนาะဟုတ်ပြီခဏလေးစောင့်လိုက်မယ် okay တစ်ချက်ပြန်ကြည့်အောင်ချိန်နေဦးเนาะဒီကောင်3မိနစ်ပဲရှိသေးတယ်နောက်တစ်ခုကဒီကျွန်တော်တို့ဒီမှာ show system commit နဲ့စစ်မယ်ဆိုတော့ pending ဖြစ်နေတာရှိတယ်ဗျသိလားpending လို့ပြတာဒီမှာ pending ဒီမှာ commit as ဆိုတာဒီမှာရှိတွေ့တာနော် commit at နော် commit at ပေါ့နော်ဒီကောင်ရှိမယ်ဒီမှာ commit ဒီလိုမျိုးလေးကြည့်ရမှာ commit record value တယ်ဒီမှာကြီးတွေ့တာ20နိုင်5မိနစ်မှာ commit sorry commit at မဟုတ်ဒီမှာ20နိုင်ဒီကောင်လေး commit at ဆိုတာအဟောင်းเนาะ schedule အဟောင်းဒီကောင် schedule အဟောင်းဒီကောင် schedule တစ်ဒီမှာအဲ့ချိန်ကြရင်တဲ့ဒီမှာเนาะ20နိုင်နဲ့5မိနစ်ချိန်ကြရင်တူဒီ commit ဖြစ်သွားလိမ့်မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါတို့ပြောချင်တယ်အခု5မိနစ်မပြည့်သေးဘူးလား okay 4မိနစ်ပဲရှိတယ်တစ်ချက်ကြည့်လိုက်မယ်နိဒီကောင် commit လုပ်လို့ commit မလုပ်ဆိုကျွန်တော်တခုမှားနေပြီအဲ့ဒါတစ်ချက်ပြန်စစ်မှရအောင်ဆိုတော့ clear လုပ်တာရည်နော် clear system clear system commit ကိုရိုက်လိုက်ရပြီခုန schedule ကြီးပြတ်သွားပြီနော်အဲ့ဒါလေးပြန်ပြပေးမယ်
ပြီး comment confirm တို့ comment chat တို့ဘာလို့ပြန်ပြပေးမယ်နော်ဒီ video တော့နည်းနည်းကြာပြီရတယ် okay ကြည့်အောင်ဗျာဒီကောင် comment လို့မလို့45 46 49 48 49 50အဲ့ဒီက comment လည်းမလုပ် okay ဘာလို့ comment မလုပ်တာလဲဆိုတော့ကြည့်အောင် show system comment နဲ့ကြည့်လိုက်ရင်ဘာတွေမှားနေတယ်ကျွန်တော်တို့ show system အတိုင်းက2025 9လပဲ2ရက်နေ့ဟုတ်တယ်နော်20နာရီနဲ့5မိနစ်လေ oh sorry ဒီမှာကဘာတွေမှားသွားတယ်ကျွန်တော်တို့အခု show system အတိုင်းက20နာရီနဲ့5မိနစ်ကို55စက္ကန့်ဒီမှာတော့ကျွန်တော်တို့ချိန်ရမှာဗျာဒီနော် showအော်ဒီမှာချိန်သွားပြီမှာချိန်သွားပြီ sorry ဒီမှာချိန်သွားပြီနော်ဘာမှနှိမ့်စရာမလိုချိန်သွားအဲ့တော့ तू နောက်ကျနေတာဖြစ်မယ်သိရနော် तू နောက်ကျနေဒီမှာချိန်သွားပြီနော် M1 तू ချိန်သွားပြီချိန်တယ်သိရဒါပေမဲ့ကွက်တိမချိန်ပဲဘလို့ဖြစ်ပြီးနောက်ကျပြီချိန်နေရဒီကောင်ဘလို့ဖြစ်ပြီးနောက်ကျပြီချိန်ရအဖြေရှာရအောင်အဲ့ show system အတိုင်းကဆိုရင်6မိနစ်အော်တော့5မိနစ် okay အဲ့ဒီမှာ show system comment နဲ့ဆက်လိုက်ရင်အဲ့ဒီမှာ comment at ဟာဘယ်နှမိနစ်မှာချိန်သွားလဲဆိုတော့5မိနစ်နဲ့ကျွန်တော်5မိနစ်ကွက်တိလောက်ထားပေးမယ်30စက္ကန့်မှာချိန်သွားเนาะအဲ့တော့တစ်ချက်ပြန်စစ်ကြည့်မယ်အခုဘယ်လောက်လဲ show system အခုအတိုင်းဒီ9မိနစ်ဆိုတော့ကဲထားပါတော့ကျွန်တော်တို့ဒီမှာ configure set system host နဲ့ R1 ပြန်ပြောင်းမယ် okay run show time เนาะ operation mode က command တွေကို configuration mode မှာရိုက်ချင်တယ်ဆိုရင် run show run ခံရိုက်ပေါ့နော် run show system အတိုင်းက9မိနစ်ပဲရှိတယ်10မိနစ်ကိုပြောင်းလိုက်မယ်เนาะ commit add ဘယ်နှမိနစ်လဲဆိုတော့20နာရီ10မိနစ်နဲ့40စက္ကန့်မှာချိန်မယ်နော်တေချာချာလေးစာစမ်းတဲ့အခါမှာဖြည်းဖြည်းစမ်းတေချာစမ်းနော် okay အဲ့တော့ show system comment နဲ့ဆက်လိုက်မယ်ဆိုဒီမှာတွေ့ရကျွန်တော် request လုပ်ထားတာနော်20နာရီ10မိနစ်နဲ့40စက္ကန့်မှာတူဒီချိန်ရမယ်ပေါ့နော်20နာရီ10မိနစ်နဲ့40စက္ကန့်မှာတူဒီချိန်ရမယ်ပေါ့ okay ဒီဗီဒီယိုတော့ကြာပြီပဲကျွန်တော်တို့48မိနစ်ရှိပါနော်အခုကျွန်တော်တို့ကဒီမှာ show system app time 10မိနစ်နဲ့18စက္ကန့်40လို့ကျွန်တော်ရေးထားခဲ့တာနော်ကြည့်အောင်50စက္ကန့်ဖြစ်သွားပြီဒီကောင်ပြောင်းတော့ပြောင်းတယ်နောက်ကျတယ်ဒီမှာ50စက္ကန့်အခုချိန်ဒီ40စက္ကန့်လို့ပြောပြီးမှအခုမှ app time ဒီ50စက္ကန့်ဖြစ်သွားပြီနော်အဲ့ဒါတခုတော့သူရှိမယ်ချိန်တာမို့ချိန်တယ်ဒီကောင်နော်ချိန်တယ်နောက်ကျတယ်နော်ခဏကြည့်အောင်ကျွန်တော်လေးပြင်ခဲ့တာဒီ40စက္ကန့်နော်ဒီမှာ20နာရီနဲ့40စက္ကန့်ဆိုပြီးကျွန်တော်ပြင်ခဲ့တယ်ဒါအဲ့ကနေ့ကျွန်တော်ထင်တာက virtual EV virtual ပေါ်မှာဟုတ်လို့နေမယ် EV ရဲ့အတိုင်းနဲ့လည်းဆိုင်မယ်လို့ကျွန်တော်ထင်တယ်နော်အဲ့ဒါကြောင့်လည်းဖြစ်မယ်
အော်ဒီမှာဘယ်နှမိနစ်မှချိန်6မိနစ်ကြာမှချိန်10မိနစ်နောက်ကြာပဲ10မိနစ်နောက်ကြာတဲ့ပုံသူဖြစ်ပါတယ်အဲဒီက6မိနစ်တာချိန်တော့အောက်မှာ M1I ပဲရှိတယ်ခဏနေနော်အဲ့ဒါဆိုကျွန်တော်လုပ်ကြည့်လိုက်မယ်အိဇင်းနဲ့ထွက်ကြည့်လိုက်မယ်ပြန်ဝင်ကြည့်လိုက်မယ်သူကအိဇင်းနဲ့တော့ထွက်ပေးရတယ်နော်အိဇင်းနဲ့တော့ထွက်ပေးရတယ်ပြန်ပြီးတော့ဝင်ကြည့်ရတယ်နော်ဒီတိုင်းတော့သူမချိန်လိုက်ခဏ EV image ကြောက်လို့ပဲကျွန်တော်ထင်တယ်နော် EV image ကြောက်ဖြစ်မယ်ဒါပေမဲ့ဒီမှာချိန်သွားတဲ့အချိန်ကြည့်လိုက်တော့6မိနစ်မှသူချိန်သွားတယ်နော်ဆိုတော့ okay ဟုတ်ပြီကျွန်တော်ဆက်မယ်ဆိုတော့အခုထားပါတော့ကျွန်တော်တို့ config ကအဲ့ဒီမှာထားပါတော့delete ပေါ့နော် delete system login user မောင်းကိုကျွန်တော်ဖြတ်မယ်နော်user ဘယ်လိုတွေရှိတယ်ဆိုတော့စုကိုကျွန်တော်ဖြတ်မယ်နော်စုကိုဖြတ်မယ်အဲ့ဒီဥပမာအခုကျွန်တော်တို့ဒီမှာ4နဲ့5နဲ့ပြီး commit confirm ဆိုတာပြမယ်နော် commit confirm ဆိုတာဘာလဲ commit question mark နဲ့ commit confirm ဆိုတာရှိတယ် confirm ဆိုတာကဘာလဲဆိုတော့commit confirm ဆိုတာက automatically robot ပေါ့နော် if not confirm ပေါ့နော်တကယ်လို့အဲ့ဒါ confirm မဖြစ်ဘူးမဟုတ်ဘူးဆိုရင်စာရဲ robot ပြန်ဖြစ်တယ်ပေါ့နော်သူအရင်ဦးဆုံးပထမ robot ပြန်ဖြစ်ဆိုတာပထမမူရင် candidate sorry edit configuration robot ပြန်ဖြစ်တယ်လို့ပြောချင်တာဥပမာထားပါတော့ commit confirm ကိုကျွန်တော်နှိပ်လိုက်မယ်ကြည့်မယ်နော် commit confirm if not confirm တကယ်လို့ commit confirm မဖြစ်ဘူးဆိုရင်robot ပြန်ဖြစ်တယ်နော်ကြည့်မယ်နော် commit confirm တစ်ချက်ကြည့် commit confirm ဝယ်ပြီးတဲ့ automatic robot in a 10 minute unless confirm နော် commit complete okay commit confirm ဝယ်ပြီး robot in 10 minute 10 minute အတွင်းမှာပြန်ပြီးတော့ဗာဖြစ်တယ် robot အရင် robot ကိုပြောင်းအောင်တခုစစ်ကြည့်လိုက်လေ edit system login user စုမရှိတော့နော်စုမရှိတယ်နော်အဲ့မှာဘာရေးထားလဲအောက်က warning စာကိုဖတ် commit confirm ဝယ်ပြီး10 minute အတွင်းမှာ robot တူဒီပြန်ဖြစ်မယ်ဆို10 minute အတွင်းမှာစုပြန်ရောက်လာမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကိုတခြားကြည့်မယ်နော်10 minute အတွင်းမှာစုပြန်ရောက်လာလားမရောက်လာတာကြည့်မယ်ဆိုတော့10 minute တော့ကျွန်တော်တို့စောင့်အောင်ခဏနေအဲ့ commit confirm တူဘာလို့ရလဲဆိုတော့ commit confirm ကဒီကောင်ခံလို့မရဘူးနော်10 minute က default ပဲပေါ့ okay commit confirm ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုက chain host name and use commit command ကိုထည့်ပေးရမှာနော် commit command ကိုထည့်ပေးရမှာကျွန်တော်ခုနကဟာလေးတစ်ချက်သွားစစ်ကြည့်အောင်9 minute တယ်နော်9 minute ဖြစ်ပါတယ်အဲ့ဒါကိုစောင့်နေကျွန်တော် show system commit ကိုစစ်ကြည့်အောင် commit ကိုစစ်ကြည့်မယ်ဆိုရင်ခုနက20နာရီနဲ့17မိနစ်မှာရိုက်သွားတဲ့ကောင်ကတဲ့တကယ်လို့ commit confirm ပေါ့နော်ဟုတ်တာဖြစ်ဘူးဆိုရင်ဒီဂျားထဲမှာကျွန်တော်ထပ်ပြီးတော့ commit မနှိပ်ဘူးပြောချင်တာဒီဂျားထဲမှာထပ်ပြီးတော့ commit ကိုမနှိပ်ဘူးဆိုရင်စုပြန်ရောက်လာလိမ့်မယ်အဲ့စောင့်ကြည့်ရခဏလေးကျွန်တော် recording ခဏရပ်ထားလိုက်မယ် okay 10မိနစ်ပဲကျန်တော့တယ်အဲ့တော့10မိနစ်အတွင်းမှာကျွန်တော်ဘာ comment မှမရိုက်သေးဘူးเนาะကျွန်တော်ခုနက10မိနစ် default 10မိနစ်အတွင်းမှာဘာ comment မှမရိုက်ရသေးဘူးအဲ့တော့ဘာ comment မှမရိုက်ရဘူးဆိုတော့ဒီကောင်တကယ်ကြလာမလားမကြလာဘူးတော့ကျွန်တော်ကြည့်မယ်ပေါ့เนาะကြလာမလားစုပြန်ရောက်လာမလားမရောက်လာဘူးလားပေါ့အဲ့တော့ကျွန်တော်တို့ကြည့်ရမယ်အဲ့တော့သူကဂျားထဲမှာ comment တစ်ခုခုနှိပ်မှာပေါ့เนาะဂျားထဲမှာ comment တစ်ခုခုနှိပ်မှာသူဒီစုပြတ်တာဒီ permanent ဖြစ်သွားမှာเนาะဆိုတော့ show system comment ကိုကြည့်လိုက်ရင်ဒီမှာတွေ့တာ robot ဆိုတာတွေ့တာ10မိနစ်မပြည့်သေးဘူးเนาะ10မိနစ်မပြည့်သေးဘူးတော့ကျွန်တော်တို့က edit system login เนาะ show နဲ့ကြည့်စုမရှိသေးဘူးเนาะစုမရှိသေးဘူးเนาะ robot ပြန်မဖြစ်သေးဘူးเนาะ robot ပြန်မဖြစ်သေးဘူးတကယ်လို့ဂျားထဲမှာတော့ကျွန်တော်10မိနစ်အတွင်းမှာလည်းခြား commit ကိုထပ်ပြီးရိုက်ထားမယ်ဆိုတော့ robot ပြန်ပြီးတော့ဖြစ်လိမ့်မယ်ဟုတ်ပြီเนาะကြည့်အောင်เนาะ10မိနစ်မပြည့်သေးဘူးเนาะအဲ့တော့ဒီလိုစစ်လဲရတယ်เนาะ run show do နဲ့တူတူပဲเนาะ operation mode မှာတောင်းတဲ့ configuration ကို edit မှာsorry configuration mode မှာတောင်းကျင်တယ်ဆိုရင် run ခံเนาะ do နဲ့တူတူ run show system commit 10မိနစ်မပြည့်သေးဘူး10မိနစ်မပြည့်သေးဘူးเนาะ10မိနစ်မပြည့်သေးဘူး10မိနစ်ပြည့်သူစုပြန်ရောက်လာလိမ့်မယ်เนาะ okay เนาะခဏစောင့်မယ်ခဏစောင့်မယ်ဗျာเนาะ okay
okay အဲ့တော့ run show system commit okay 10 minute မပြည့်သေးဘူး10 minute ကြာလိုက်တာဗျာเนาะ10 minute တော်ကြာတာပဲတော်ကြာတာပဲ10 minute อ่ะshow နဲ့ sit ဒါပေမဲ့ဒီမှာသိရမှာ EV ပေါ်မှာကျွန်တော်နည်းနည်းနောက်ကြတယ်ဗောနော် EV ပေါ်မှာနည်းနည်းနောက်ကြတယ်ဒီမှာ rollback ပြန်ဖြစ်သွားပြီတဲ့နော် rollback complete ပြန်ဖြစ်သွားပြီနော်အဲ့တော့ show နဲ့ sit ကြည့်အောင်ဒီမှာစူးစူးပြန်ရောက်လာပြီတွေ့ရနော် does this recall ပညာလို့ခေါ်တာ wise ပေါ့နော် wise နဲ့ knowledge နဲ့꿰တယ်ခင်ဗျာ commit add ကို commit add နဲ့တုံးတယ်ဆိုရင် commit add တို့ commit confirm တို့ဒီဒါကိုတိတယ်ဒါကိုဒီကောင်းကိုဒါပေမဲ့ commit confirm ဆိုရင်အခု10 minute အတွင်းမှာ confirm ကိုထပ်မနေဘူးဆိုရင်မူရင် rollback မူရင် active rollback ကိုပြန်ပြီးတော့ဖြစ်တယ်ဆိုတာကိုခင်ဗျာသိတယ်အဲ့ဒါ knowledge ဒါပေမဲ့ခင်ဗျာဒါအခုလက်တွေ့ဆက်လိုက်တယ်မဟုတ်လားအဲ့ဒါပညာဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒါကိုပြောချင်တာကျွန်တော်ပြောချင်တာဆိုတော့ဆက်မယ်နောက်တစ်ခုကဘာလဲဆိုတော့ commit confirm ပြီးသွားပြီဆိုတော့ဘာလဲဆိုတော့နောက်တစ်ခုကကျွန်တော်တို့က okay commit comment ပေါ့နော် comment နဲ့ပတ်သက်ပြီးတွားရအောင်ကျွန်တော်တို့အခုထားပါတော့ set ဒီလိုဖြတ်လိုက်မှာအဲ့တော့ edit system login user စုပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီကောင်ကို set user id ချိန်လိုက်မယ်ထားပါတော့3323ဆိုကျွန်တော်ချိန်ပေးလိုက်မယ်sorry 123ဆိုပြီးချိန်ပေးလိုက်မယ်အဲ့တော့123ဆိုပြီးချိန်ပေးလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့ကဘာနဲ့လုပ်လို့ရလဲဆိုတော့ commit နဲ့ question mark နဲ့ခေါ်ကြည့် commit check ဆိုတာရှိတယ် check ဆိုတာဒီကောင်မှန်နော်အခုကျွန်တော်တို့ရိုက်ထားတဲ့ configuration command ဒီမှန် commit check နဲ့ဆက်လို့ရတယ်နောက်တစ်ခုက commit command ဆိုတာ command ပေးလိုက်တာနော်ဥပမာဆိုပါစို့ဒီကောင်ဒီ chain စု user id ပေါ့အဲ့လိုမျိုး command လေးနဲ့ထည့်ရေးပြီးရတယ်အဲ့တော့2005နဲ့123ချိန်ထားတယ်ဆိုတော့အကြောင်း description ရေးထားတာ comment ရေးထားတာပေါ့နော်အဲ့တော့ကိုကျွန်တော်တို့ဒီ commit နှိပ်လိုက်မယ်ပြီးကျွန်တော်တော့ကြည့်မယ်နော်အဲ့တော့နဲ့ထွက်လိုက်မယ် exit နဲ့ထွက်လိုက်မယ် show system မထွက်ချင် run တော့နော်မထွက်ချင်ဆိုရင် run command တော့ show system commit ဒီမှာတွေ့လားသူရဲ့ခုန commit မှာ comment ပါထားပြီးတာတွေ့ရနော်commit ချက်လဲတည်ပြီ commit confirm လဲတည်ပြီ commit add လဲတည်ပြီ commit comment လဲတည်ပြီဆိုတော့နောက်တစ်ခုက comment quiz ဆိုတာဘာလဲအဲ့ဒါပြောပြမယ်ဆိုပါစို့ set system host name ကဲထားပါတော့ core router cr1 နော်အဲ့တော့ commit က quiz ကြတော့ commit ဒါမှမဟုတ်ဒီလိုလုပ်လဲရတယ် edit ထားပါတော့ system host edit system ဒါမှမဟုတ် login user ကဲထားပါတော့စုကျွန်တော်ဗာချိန်လို့ chain sorry set class 2ကိုကျွန်တော်ဒီ operator ပဲထားပေးလိုက်မယ်ဟုတ်ပြီပြီးရင် commit and quit ဆိုရင်ကြည့်အောင် commit and quit ဆိုပါတယ်တခါကြည့်မယ်နော်okay တခါလဲ exit 2ထွက်သွားတယ်ဆိုတော့ commit နဲ့ပတ်သက်တဲ့ဟာတွေတည်သွားပြီ navigation တည်သွားပြီသူရဲ့ hierarchy တည်သွားပြီဆိုတော့ဒီ video မှာ knowledge အများကြီးရမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ခင်ဗျားတို့တခုပဲ like and share နဲ့လုပ်ပေးပါနောက်တစ်ခုကကျွန်တော် firewall master class ရှိတယ်လာ join လို့ရတယ်ပေါ့နော်လာ join လို့ရတယ်ဆိုတော့ okay thank you ပါဒီနေ့ video လေးရတော့